တို့ချစ်တွေပုံပေးထားတာနာကြည်အောင်ကြည်ကြည်နေစံယူလို့ချစ်မိခဲ့သူပါစိတ်မနာနိုင်ဘူးနင်ပြောသမျှကောင်းမြင်ခဲ့တာအရင်ချစ်လို့ခွင့်လွတ်ပေးတာပါမြတ်တော်စနေချစ်မိခဲ့လို့အသက်နဲ့အောင်နာခဲ့ရတာတန်ရာတွေတွေ့သိစလန်အပြုံးမပြတ်ပဲသစ္စာရှိသူပါကြွယ်ရမှာနောက်တစ်ယောက်နဲ့မမြင်ချင်အောင်ဆောင်ပြီးခဲ့တော့အဖြေကနှလုံးသားနဲ့လူပါ